အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရမညမေရေးသားထားတဲ့ရေဆက်ဆိုသို့မဟုတ်ဝတ်ကြွေများကြည်စီခဲ့သောအချစ်ဝတ္ထုဇလံလေးအားတက်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ရေဆက်ဆိုသို့မဟုတ်ဝတ်ကြွေများကြည်စီခဲ့သောကျွန်တော်နာမည်ရဲလင်းမှာမြန်မာနိုင်ငံမှာဆင်ပြေရမဟုတ်ပေမဲ့တန်တပါသွားဖို့ကျွန်တော်မကြိုးစားနည်းနည်းမှစိတ်ကူမရှိကျွန်တော်မြို့နယ်လေးကိုကျွန်တော်ချစ်သည်ကျွန်တော်တင်ငယ်ချင်းတွေကိုကျွန်တော်ချစ်သည်ကျွန်တော်မှာဝါထရန်ကတက်ကဲမူထားသောမုံမလုံးတစ်လုံးအိမ်လေးတစ်လုံးသည်ကျွန်တော်ရဲ့ကဘာငယ်လေးဖြစ်သည်ကျွန်တော်အသက်24နှစ်မိဘတွေမရှိပေမဲ့ကျွန်တော်ကိုကြည့်ရှုကြွေးမွေးထားသောအတော်တယောက်နှင့်တူနေသည်ကျွန်တော်လူလေးမှတယောက်မဟုတ်ပေမဲ့စိုးသားရိုင်းပြသောလူငယ်တယောက်မဟုတ်ပါမဟုတ်မခံစိတ်ရှိပြီးကျွန်တော်မကြိုက်လိုက်ရင်မိသူစကားကိုမှနားမထောင်တက်အလောက်ကတော့စုံသည်မြန်မာပြည်မှာနေသည့်လျောက်မိဘထားပေးခဲ့သောအလုပ်လည်းမရှိ၍နေပူမိုးရမသိမလုတ်ချင်းလှုပ်ချင်းအလုပ်ဟူသည်များအကုန်လုပ်သည်တနစ်တာစားတော့ဖို့ကငွေလိုသည်ကိုကျွန်တော်ဝမ်းနိုင်ရှာသားနေရလို့ကြီးစားလည်းမထားလူငယ်သဘောကျသူရှိပေမဲ့ပိုချေပန်းချင်းမပေးနိုင်လို့ကိုယ့်ဘာသာကိုနေသည်ကျွန်တော်မှာကောင်းတာဆိုလို့ကျွန်တော်စာဖတ်တယ်ဖုန်းထဲမှာဖတ်တယ်အပြင်မှာစာအုပ်ဆိုင်မှာငါပက်တယ်စာဖတ်ခြင်းအကျိုးကတော့ကျွန်တော်ဘယ်တော့မှလမ်းမမရောက်ခဲ့မားတဲ့မှန်တွေကိုကိုယ့်ဘာသာကိုဆုံးဖြတ်တတ်တယ်အတော့စာမရှိလောင်ကစားမရှိလောကကိနာတော့မဟုတ်ဘူးဗျာလူငယ်ပဲအနေပါတော့ရှိတာပေါ့ဒါကကျွန်တော်အကြောင်းပါအခုပြောပြမှာကသူမအကြောင်းလက်တော်လက်တောင်ခိုင်းရရှိလျင်ခေါ်တတ်တော်ရက်ွက်ထဲကအတော်ကြီးများရှိသည်ဘယ်လို့မဆိုပတ်စံမရရင်မလို့အလကားမလို့နဲရင်လည်းမလို့ပါကျွန်တော်လုပ်သည့်အလုပ်ကိုတော့စေတနာထားပြီးအကောင်ဆိုလုပ်ပေးသည်ရဲလဲညနေကြရတော့အိမ်မှာတကားလက်ကင်လာတက်ပေဦးဟုတ်ကဲ့တော့ညနေကြရအလုပ်ကလာရင်လာခဲ့မယ်ထို့တော့အိမ်မှာဆက်ချုပ်သည်ဖြစ်၍လူကအမြဲစီနေသည်အထူးသဖြင့်မိန်းကလေးများကျွန်တော်နဲ့မဆိုင်သူတို့ကိုကျွန်တော်ဂရုမဆက်တယ်လို့သူတို့ကျွန်တော်ရှိသည်ပဲမထင်ပါကျွန်တော်လည်းပုံမှန်လုပ်နေကြအတိုင်းပြည့်စည်တချို့ထပ်၍ထွက်လာခဲ့သည်ထိုနေ့ကိုကျွန်တော်မေ့မရပါကျွန်တော်တကားလက်ကိုက်ပြင်းနေသူဆက်ချုပ်ခန်းထဲမှာအတန်တစ်ခုကကျွန်တော်ကိုဆွဲဆောင်နေသည်သူမကသူ့ဘာသာသူတငယ်ချင်းတွေနဲ့စကားပြောနေတာပါသူမကတော့မကြည့်သူ့ကိုကျွန်တော်မသိတချို့သောမိန်းကလေးများကျွန်တော်ကယူမဆိုင်ပေမဲ့မျက်မှန်တမ်းမင်းနေသောရက်ွက်ထဲကသူများမကြာလာတတ်သောသူများဖြစ်သည်သူမကတော့ကျွန်တော်မမြင်ဘူးသောမျက်နှာစိမ်းဖြစ်သည့်အပြင်ပုံမှန်စကားပြောတာခက်မသိနာထောင်နေရင်ပင်တန်လိုက်ကဲ့သို့ဆွဲဆောင်နေသည်ကျွန်တော်မဆက်စုပဲမနေနိုင်တော့ပါအတော့သူကဘယ်သူလဲကျွန်တော်အရင်ကမမြင်ဘူးဒီကမဟုတ်ဘူးမလားကျွန်တော်အားထိုအတော့တစ်ချက်ဆောင်ကြည့်ပြီအတော့သမီးတငယ်ချင်းလေးဟိုဘက်ရုပ်ကအတော့ကြီးကရိုးသားဆောင်ကြည့်ပေမဲ့ကျွန်တော်အတော့ရှက်နေမိသည်အလုတ်ကိုအမြန်လက်ဆက်သက်ပြီးပြန်မဲ့အလုတ်အတော်ကြီးသမီးမရဲလင်းအမတငယ်ချင်းကိုတစ်ချက်လိုက်ပို့ပေးလိုက်ပါလားလမ်းထိုက်မှာခွေးရရှိလို့ရပါတယ်ဗျရတယ်လို့ကျွန်တော်ပြောလိုက်ပြီမယ်ဘာရမဟုတ်ကျွန်တော်ရေဘက်တဲ့ကတရိတ်ခိုနေသည်ကျွန်တော်သဘောကျသူများရှိပေမဲ့ဒီအတိုင်းလှတယ်လို့ကျွန်တော်ပြောတတ်သည်ယခုထို့သို့ပင်မဟုတ်ရေဘက်တဲ့ကဒုံရင်ကားနေတယ်လို့ပြောဆန်းနေသည်သူမသည်ရုပ်ကမလှလောမဆိုလောအရက်ကမနှိပ်လောမမြင့်လောခန္ဓာကိုယ်ကမဝလောမပိန်လောသောအလယ်လက်များပိုင်ဆိုင်ထားသူဖြစ်သည်အသက်ကတော့ကျွန်တော်ထက်ကြီးမိထင်သည်သူမဘာစကားမှမပြောဘဲဒီအတိုင်းကျွန်တော်ဘေးနာကပုံမှန်လမ်းလျှောက်ရွေးလိုက်လာသည်ကနွဲ့ကလေးရမရှိရှွတ်တို့ရှွတ်တမ်းမရှိမျက်နှာအလွန်တည်ငြိမ်သောအထည်တွင်ပါသည်မြင်ချင်းချစ်သည်ပါသည်အယုံကြည်မရှိသောကျွန်တော်လည်းသူမနဲ့တွေ့မှချစ်သည်အစစ်မရောက်ကျွန်တော်ခံစားချက်တွေပုံမှန်မဟုတ်တာကိုတော့ကျွန်တော်သိသည်ဟက်ကောင်မင်းဆော်ရသွားပြီလားကျွန်တော်တငယ်ချင်းအပြောကြောက်သူမအားကျွန်တော်အတော်လေးအားနာသွားသည်ဟဲ့မင်းလက်တီးရမယ်ပြောသတိထားကျွန်တော်ထို့သို့လက်တီးပြကအာမနာတန်ပြောလိုက်သည် sorry အမသူ့စကားရေးမထားပါနဲ့ဗျာကျွန်တော်သူမအားတောက်ပန်လိုက်မိသည်ရပါတယ်ဒီနေ့ကအရင်တိုင်းမဲ့ပါဇက်တရန်နာအစ်စ်ပါနေကြတာမိတ်ကလေးတွေဆိုစားစရာလို့ထင်နေကြတယ်သူမဘယ်နေရလာတယ်ဆိုတာကျွန်တော်မသိပေမဲ့သူမပြောတော့စကားများသည်မှန်ပါ၍ကျွန်တော်သဘောကျသည်ကျွန်တော်စကားတော့အများကြီးမပြောရဲကျွန်တော်စကားမှားလိုက်ရင်ကျွန်တော်အားထောက်ထုံမိပုံစံတိုင်းရှိ၍တိတ်ဆိတ်စွာသူမနဲ့အနှဲငယ်လှမ်းခွာ၍ရှောက်လာခဲ့သည်ထို့နှင့်သူမတို့ရက်ွက်တဲရောက်လာခဲ့၍သူမကကျေးဇူးတင်ပါနော်ရဲလင်းခုနကတငယ်ချင်းခေါ်တာကြားလို့နာမည်ကရဲလင်းမလားဟုတ်ကဲ့ဗျရက်ွက်ထဲရောက်နေပြီကိုဘာသာကိုပြန်တော့မယ်နော်ရဲလင်းအိမ်ပြန်တော့ဟုတ်ကျွန်တော်တဟုတ်နဲ့ကြံခဲ့သည်
သူမအနေငယ်အလံဝေးသွားသည့်အထိကျွန်တော်ရက်ကြည့်နေမိသည်ကျွန်တော်ချိန်များဂဲဆဲသွားသည့်အလားသူမကျွန်တော်အားပြန်လဲကြည့်၍လက်ဖြင့်ပြန်တော်ဟုပြုလုပ်ပြသည်ထို့မှကျွန်တော်အသိစိတ်ဝင်ကအိမ်သို့ပြန်လာခဲ့၍ဒီနေ့တသက်ရဲရဲမောစာခဲ့သောကိုအပြစ်မြင်မိလေသည်